လူစိတ်ပညာနဲ့ဘဝအကြောင်းလူတိုင်းဟာချစ်ချင်းမြတ်တာကိုလိုချင်ကြတယ်လက်ခံပေးမှုကိုလိုချင်ကြတယ်နားလည်ပေးမဲ့လူတစ်ယောက်ကိုလိုချင်ကြတယ်ဒါပေမဲ့အမှန်တကယ်ဘဝကလူတိုင်းအပေါ်မနှူးညံ့တတ်ဘူးတချို့လူတွေကစိတ်ပြတ်မှုတွေနဲ့ကြီးပြင်းလာရတယ်တချို့လူတွေကအတွင်းမှာနူးညံ့နေပြီးအပြင်မှာတော့ခိုင်မာနေဟန်ဆောင်ရတယ်တချို့လူတွေကတော့အပြုံးကောင်းလွန်းလို့ဘယ်သူမှသူတို့နာကျင်နေတာမသိကြဘူးလူစိတ်ပညာတစ်ခုကလူတွေဟာကိုယ့်ရဲ့တကယ်ခံစားချက်ကိုအပြုံးအောက်မှာဖုံးကွယ်ထားတတ်တယ်ဘာလို့လဲဆိုတော့ကိုယ့်ကိုဘယ်သူအတွက်မှဝန်မဖြစ်စေချင်လို့အားနေတဲ့လူလို့မမြင်စေချင်လို့ပဲဒါပေမဲ့အမှန်မှာလူတိုင်းမှာပင်ပန်းတဲ့နေတွေရှိကြတယ်ရပါတယ်လို့အများဆုံးပြောတဲ့လူဟာအဆင်ပြေတဲ့လားလို့မေးပေးမဲ့သူကိုအလွတ်အဆုံလူဖြစ်နိုင်တယ်လူတွေကအမြဲတမ်းအဖြေလိုတာမဟုတ်ဘူးတခါတလေနားထောင်ပြီးမဲ့သူတယောက်ပဲလိုတာအပြစ်မတင်ပေးရင်ဖွင့်လို့ရမယ်နေရာလေးပဲလိုတာအချစ်ရေးစိတ်ပညာတစ်ခုကတော့ပူချစ်လီပူမျော်လင့်လီဆိုတာပဲမျော်လင့်ထားတယ်လို့မဖြစ်လာတဲ့အခါနှလုံးသားကပူနာကျင်ရတယ်တချို့လူတွေစိတ်မကောင်းဖြစ်တာကမချစ်တော့လို့မဟုတ်ဘူးကိုပြီးဆက်ခဲ့တာများလုံးလို့တစ်ဖက်လူလေးအဲ့ဒီခံစားချက်ကိုတန်ဖိုးထားမယ်လို့ထင်ခဲ့လို့ပဲလူတိုင်းဟာတယောက်ယောက်အတွက်အရေးပါတယ်လို့ဖြစ်ချင်ကြတယ်ကိုယ့်ရဲ့တည်ရှိမှုမှာတန်ဖိုးရှိတယ်ဆိုတာသိချင်ကြတယ်တနည်းမှာကိုယ်မှာတန်ဖိုးမရှိဘူးလို့ခံစားလာရရင်နှလုံးသားကတဖြည်းဖြည်းအားနေလာတတ်တယ်တခါတလေစကားတစ်ခွန်းတည်းကပဲလူတစ်ယောက်ရဲ့ယုံကြည်မှုကိုတစ်သက်လုံးဖျက်ဆီးပြနိုင်တယ်ဒါကြောင့်စကားလုံးတွေကအရေးကြီးတယ်ကောင်းတဲ့စကားတွေကလူတစ်ယောက်ကိုကုစားပေးနိုင်တယ်မကောင်းတဲ့စကားတွေကတော့နှလုံးသားမှာအမှားယွတ်ထားခဲ့နိုင်တယ်တချို့လူတွေဟာအတိတ်ကအပြစ်တင်ခံရတဲ့စကားတွေကိုကြီးလာတဲ့အထိမမေ့နိုင်ကြဘူးနာကျင်မှုများစွာဖြတ်တန်းခဲ့ရတဲ့လူတွေဟာတဖြည်းဖြည်းတိတ်ဆိတ်လာတတ်တယ်အတွေးများလာတတ်တယ်လူသစ်တွေကိုအလွယ်တကူမယုံတော့ဘူးဒါဟာမာနာကြီးတာမဟုတ်ဘူးယုံကြည်မှားခဲ့ဘူးလို့ပဲတချို့လူတွေကအယမ်းခိုင်မာတယ်လို့မြင်ရတယ်ဒါပေမဲ့အမှန်မှာတယောက်တည်းယုံကန်နေကြဖြစ်သွားလို့ပဲသူတို့မနာကျင်တာမဟုတ်ဘူးအားနည်းခွင့်မရှိလို့သာတီးခံနေကြတာစိတ်တိုင်ရများများရဖို့တဲ့လူတွေဟာအတွေးများတက်လာတယ် message တစ်ခုကိုအကျဉ်းချင်းဖတ်တတ်တယ်အတန်နဲ့ပြောင်းတာကိုတော့တညလုံးစဉ်းစားနေတတ်တာဘာလို့လဲဆိုတော့နှလုံးသားကကိုကာကွယ်ဖို့တတိထားလာပြီဆိုတဲ့အတိတ်ပဲအချစ်စိတ်ပညာကနောက်တစ်ခုသင်ပေးတာကလူတွေဟာကိုချိုးတက်နေတဲ့အရာကိုလိုက်ရှာတတ်တယ်နှွေးထွေးမှုမရဘူးတဲ့လူဟာခရုစိုက်မှုနည်းနည်းလေးကိုတော့အလွယ်တကူချစ်မိတတ်တယ်လက်ခံပေးမှုမရဘူးတဲ့လူဟာတခြားသူတွေအတိမတ်ပြုဖို့အရာအလုံးစူးစမ်းတတ်တယ်တခါတလေတခြားသူတွေကိုအချစ်ပေးတတ်ဆုံးလူဟာကိုယ်တိုင်အချစ်ကောင်းမရဘူးတဲ့လူဖြစ်နေတတ်တယ်လူတွေဟာပျော်ရွှင်ခဲ့တဲ့အချိန်ထက်နာကျင်ခဲ့တဲ့အချိန်ကိုပိုမှတ်မိတတ်ကြတယ်ဘာလို့လဲဆိုတော့နာကျင်မှုကနှလုံးသားမှာပိုနဲ့တဲ့အမာယွတ်ထားခဲ့လို့ပဲအတွေးများတဲ့စိတ်ဟာနှလုံးသားကိုကာကွယ်ဖို့အုံနောက်ကကြိုးစားနေတာပါထမနာခြင်းလို့ထမမှားခြင်းလို့ထမစိတ်ပြက်ခြင်းလို့အရာအလုံးကိုထက်ခါစဉ်းစားနေတတ်တာဒါပေမဲ့အတွေးများလုံးရင်မဖြစ်သေးတဲ့အရာတွေနဲ့တောင်ကိုနှိပ်စက်မိတတ်တယ်အသက်ကြီးလာတဲ့အခါလူတွေနားလည်လာတာကပျော်ရွှင်မှုဆိုတာအရာအလုံးပိုင်ဆိုင်ရခြင်းမဟုတ်ဘူးဆိုတာပဲတချို့အရာတွေကိုလွတ်ချနိုင်လာတဲ့အခါမှာစိတ်အေးချမ်းမှုကိုရလာတာအရင်ကလူတစ်ယောက်ကြောင့်ငိုခဲ့ဘူးပဲမယ်နောက်ပိုင်းမှာတော့ကိုယ်နှလုံးသားကိုနာကျင်စေတဲ့နေရာကနေထွက်လာဖို့ရွေးချယ်တက်လာတယ်ဘာလို့လဲဆိုတော့ဘသူမှတခြားသူကိုထိန်းထားဖို့အတွက်ကိုပျော်ရွှင်မှုကိုမစတေးသင့်လို့ပဲကိုချစ်တတ်တဲ့လူဟာကိုတန်ဖို့ကိုမမြင်တဲ့လူနောက်မလိုက်တော့ဘူးအချစ်တစ်ခုအတွက်ကိုတန်ဖို့ကိုမလျှော့တော့ဘူးတခါလေတယောက်တည်းနေရတာဟာအထီးကျန်ခြင်းမဟုတ်ဘူးစိတ်ပြက်စရာမရှိတဲ့ငြင်းချမ်းမှုတစ်မျိုးပဲလူတွေဟာအကြီးမားဆုံးနာကျင်မှုတွေပြီးမှအများဆုံးကြီးထွားလာတတ်ကြတယ်စိတ်ပြက်မှုတွေကကိုခိုင်မာစေတယ်ကိုတန်ဖို့ကိုတိစေတယ်ပြီးတော့ဘသူမှကိုဘေးမှာအမြင်မရှိနိုင်ဘူးဆိုတာသင်ပေးတယ်နောက်ဆုံးမှာတော့ဘဝရဲ့အရေးကြီးဆုံးစိတ်ပညာကတော့အရာအလုံးဟာကိုအတွေးကစတင်တာဆိုတာပဲကိုတန်ဖိုးမရှိဘူးလို့ထင်နေရင်တခြားသူရဲ့စကားတိုင်းကကိုနာကျင်စေမယ်ဒါပေမဲ့ကိုတန်ဖိုးကိုတိလာတဲ့အခါအပြစ်တင်တဲ့စကားတွေကကိုနှလုံးသားကိုထိခိုက်နိုင်တော့မှာမဟုတ်ဘူးလူတိုင်းကြိုက်တဲ့လူဖြစ်ဖို့မကြိုးစားပါနဲ့ဘလောက်ကောင်းမကြိုက်တဲ့လူရှိနေဦးမှာပဲတခြားသူကိုမထိခိုက်ပဲကိုဘဝကိုပျော်ရွှင်အောင်နေနိုင်ရင်အဲ့ဒါလုံလောက်ပြီအရန်ပင်ပန်းခဲ့တဲ့နေ့တွေကိုမှတ်ထားပါဘသူမှနားမလဲခဲ့တဲ့နေ့တွေတယောက်တည်းငိုခဲ့တဲ့ညတွေဒါပေမဲ့နောက်ဆုံးမှာတော့အဲ့ဒါတွေကိုကြိုးပြတ်လာနိုင်ခဲ့တယ်အဲ့ဒါကတကယ်တော့ကိုထင်ထားတာထက်ကိုပူခိုင်မာတယ်ဆိုတဲ့အထိပ္ပယ်ပဲဘဝကဘလောက်ပဲခက်ခဲနေပါစေမမိပါနဲ့လူနှလုံးသားဟာကြိုးပြတ်နိုင်ပေမဲ့နောက်တစ်ချိန်ပြန်ပြုံးနိုင်ဘူးလေတင်ယူနိုင်တယ်ဆိုတာကိုမမိပါနဲ့